ဘာပြောချင်လဲဆိုလို့ရှိရင်ဒီမှာက6ခုငါအဝါရောင်လေးနဲ့ပြရတယ်နော်သူကတစ်အဲ့ဒီလိုတက်သွားတယ်ဒီမှာက155ဆိုလေတက်သွားတယ်နော်နောက်တစ်ခါကျတော့2 9 300ကတက်ဖြစ်သွားအဲ့လိုတက်ကဒီအဝါရောင်တက်သွားတဲ့အချိန်မှာဒီဘက်ကဒီအဝါက4ရှိထားလို့စိမ်းအောင်ဒီခုံနဲ့ပြန်တက်တယ်နောက်တစ်ခါဒီ300ချောင်းဒီမှာတက်သွားတယ်ဒီမှာခွန်ရှိထားတယ်ဒီမှာ4ထိတ်တက်ဖြစ်နော်ဒီလိုလေးပေါ့အဲ့ဒါရှင်းအောင်ပြရင်ဒီလိုလေးပြန်တက်တယ်နော်အဝါရောင်ကဒီလိုတက်ထားတာ sorry ဒီတက်ထားတာနော်အဲ့အဝါတက်ဖို့အစိမ့်တက်ထားဒါဆိုလို့ရှိရင်ဒီနေ့မနက်မှာ၄ခုထိပ်ရှိမယ်ကျွန်တော်တို့ဘာလို့တင်ခွန်းနဲ့တော့အောင်မလဲနော်အမှတစ်ချက်ကျွန်တော်တက်ခုပြန်ပြဒီပွဲစဉ်လေးမှာပြနောက်ပထမပဲကိုတိရှိက10ဖြစ်သွားတယ်နှစ်လေးကိုညနေကျမှခွန်9လို့ရိုက်နော်နောက်အမှ1 2 3 4 5 6 9 10 9နော်အဲ့ဒီရဲ့အနေထားမျိုးမှာဒီမှာဇွန်နာကအဝါရောင်က10ဖြစ်ခဲ့တယ်ဒီမှာလည်း3 9 6 10ဖြစ်သွားတယ်10ဖြစ်သွားတဲ့အချိန်မှာဒီမှာခွန်9က4နှစ်ဆိုပြီးပါဝါလှည့်ရိုက်တယ်အမှဒီမှာ1 2 3 4 5 6 9 10 9မို့ဒီဘက်မှာ1 2 3 4 5 6 9 10 9လို့သွားတယ်နော်အဲ့လိုသွားပြီးတော့ဒီမှာကလည်း9 9 6ဆိုရင်10ဖြစ်သွားတယ်နော်အဝါရောင်ရဲ့10ဖြစ်ခြင်းဒီမှာ9ရက်ကျော်ပြီးတော့ဒီမှာ6 9ကို4တက်လို့မနက်ခင်းမှရိုက်တယ်ပေါ့နော်အဲ့လိုမနက်ခင်းမှရိုက်တယ်နောက်တစ်ခါ9ရက်ပြန်ကျော်လိုက်ဒီမှာနော်9ရက်ကျော်ပြီးတော့ဒီအဝါရောင်ပေါင်းနေတာ10ပဲဖြစ်တယ်နော်အဲ့မှာဆိုရင်ဒီမှာ4ခုရှိဒါဆိုရင်9လေး4ခုနော်တနေ့ကုန်9လေး4ခုနော်ဟောဒီမှာဒါအတူဖြတ်ပြလိုက်တော့ပေါ့ရုပ်ချင်တာကဒီမှာအစိမ်းပေါင်းခြင်း10ဖြစ်တယ်အစိမ်းပေါင်းခြင်း10ဖြစ်တယ်အစိမ်းပေါင်းခြင်း10စိတ်ပေါင်း10ဖြစ်သွားတယ်ဒါကို2 4ခွန်ကိုညနေမှာရိုက်တယ်နောက်တစ်ခါ9ခွန်ကို4နှစ်မနက်ခင်းရိုက်တယ်6 9နော်4တက်မနက်ခင်းရိုက်သွားတယ်ဒီမှာက9လေး4ကိုကမနေ့ရိုက်မှလားညနေရိုက်မှလားဒါဆိုရင်ဒီဘက်မှာတော့9လေး4ကိုဖြစ်ပြီမြဲဒီဘက်မှာကျွန်တော်ထိတ်နေတော့ကြည့်တော့4ရက်ထိတ်နေတော့မှရှိနေတယ်ဒါပေမဲ့အားပြီးတော့ရမယ်4 9 9လေးပေါ့နော်ဒီနေ့တနေ့ကုန်မှရှိပါတယ်လို့ဆိုတော့ဒီနေ့မနက်မှာဒီကနန်းလေးကိုကစားဖို့ကျွန်တော်လူတွေကိုပေးပါမယ်4 9 9လေးပေါ့မနက်ဆိုတာလည်းတနေ့ကုန်သွားတင်တယ်ပေါ့နော်4 4 9 9နဲ့4 9 9လေးပေါ့နော်အဲ့တော့ကျွန်တော်လူတွေကျွန်တော်ဒါပေးမယ်ရန်ချင်း4တက်နဲ့9 6ထည့်ပြီးတော့ကြာရန်မှာရန်နာတော့